အားလုံးပဲမင်္ဂလာပါကျွန်တော် S9 Sport Channel ကနေအားလုံးကိုကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့သုံးသပ်တင်ဆက်ပေးသွားမှာကတော့မနေ့ကကန်ခဲ့တဲ့ Chelsea နဲ့ Brighton တို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်မနေ့ကပွဲစဉ်မှာဆိုလို့ရှိရင်ခေါင်းစဉ်တိုင်းပဲပေါ့နော်ပြက်ပြီးခက်လိုက်ရတဲ့ Chelsea ရဲ့လူစင်းထွက်လာပုံကိုကြည့်ကြတဲ့ကသူတို့တော်တော်ကိုသူတို့ရဲ့ squad depth တစ်ခုလုံးမှာဒဏ်ရာရလူစင်းမှာ8ယောက်ထိရောက်နေတာကိုတွေ့ရတယ်9ယောက်တန်းရပါတော့တယောက် suspend Modric က suspend ဖြစ်နေတဲ့နီကထိပြီးတော့သူတို့6ယောက်ထိသူတို့ branch မှာပေါင်းလာခဲ့ဘူး so ဒီမှာကျွန်တော်ကြည့်ရမယ်ဆိုလို့ရှိရင်ဒီနှစ်သင်းတွေ့တဲ့နောက်ဆုံးတွေ့ဆုံမှု9ပွဲမှာပေါ့နော်နောက်ဆုံးတွေ့ဆုံမှု9ပွဲမှာနောက်ဆုံး4ပွဲကလုံးဝ Chelsea က Brighton ကိုရင်းနေထားတယ်ဒီနေရာမှာကြည့်ရမယ်ဆိုလို့ရှိရင်ကျွန်တော်မနေ့ညပွဲကြည့်နေတဲ့အချိန်မှာဒီ Chelsea ဘက်ကပွဲစတာနဲ့ညသူတို့ရဲ့ဘောလုံးဒီတိုက်ခိုက်ခြင်းစိတ်သူတို့ရဲ့ fighting spirit ကလုံးဝပျောက်ဆုံးနေအောင်တွေ့ရတယ်ပထမဆုံးကျွန်တော်ဒီပွဲမစခင်နောက်ဆုံး last 5 match မှာဆိုလို့ရှိရင် Brighton က3ပွဲထိနိုင်ပြီးတော့ Chelsea က2ပွဲနိုင်ထားတယ်ပေါ့နော်နောက်ဆုံး5ပွဲမှာ so ဒါကိုကြည့်ရမယ်ဆိုလို့ရှိရင် Brighton က Chelsea ကိုဘယ်လောက်ထိလွန်ခဲ့တဲ့ဒီ5ပွဲမှာဘယ်လောက်ထိဖိအားပေးနိုင်ခဲ့လဲဆိုတော့မြင်ရလိမ့်မယ်နောက်ဆုံး3ပွဲဆက်တိုက် Chelsea က Brighton မနိုင်ခဲ့ဘူးပြီးတော့ဒီပွဲကPremier League ရဲ့ Champion League ဝင်ခွင့်နဲ့ Europa League ဝင်ခွင့်အတွက်နေရာအတွက်လုံးဝအရင်ကြီးကြီးတဲ့ပွဲဖြစ်တယ် so ဒီနေ့မှာ Brighton ကသူတို့အနေနဲ့ပွဲထွက်လူစင်းမှာလဲပုံမှန်တိုင်းပဲနီတိုမှာပါမယ် Mendes ပါမယ်ဘာလဲပါ Crop ကိုသူတို့ဒီရှေ့တန်းမှာထားပြီးတော့လေတန်းနဲ့ရှေ့တန်းကိုသူတို့ဒီ pressing high pressing ဆော့ဖို့အတွက်သူတို့ပြင်ဆင်လာတာကိုတွေ့ရလိမ့်မယ်ဒီမှာ Leandro Senior ရဲ့ဒူထောက်ပုံကိုကြည့်ရမယ်ဆိုသူလက်တာသူရှိတဲ့လူနဲ့သူရအောင်ထုတ်ထားတဲ့သဘောပါပဲဒါပေမဲ့ကျွန်တော်နားမလည်တဲ့တစ်ခုကပေါ့နော်ဒီရှေ့တန်းမှာဆိုလို့ရှိရင်ဒီမှာလာဗီယာကိုဘာကြောင့်သူပွဲထွက်လာလဲဆိုတော့နားမလဲလာဗီယာဆိုတာတကယ်တမ်းချက်စီမှာကန်နိုင်တဲ့ချက်စီမှာ first line ရဖို့အတွက်သူမှာညီချင်းလောက်လုံးတော့ကြီးရှိတဲ့ကစားသမားမဟုတ်သေးဘူးဗျအဲ့ဒါဘာဖြစ်သွားလဲဆိုတော့ချက်စီရဲ့လေထဲမှာမြေတက်စုံမှာလုံးဝကိုက်0နဲ့တွဲဆော့ဖို့အတွက်လာဗီယာလုံးဝရည်သွေးလုံးဝမရှိခဲ့ဘူးဆိုတာကိုဒီပွဲမှာသိတာမြင်ရလိမ့်မယ်ပေါ့နော်ဒါကဒီ midfield အားပြိုင်မှုမှာဟိုဘက်ကဘာလဲဘာနဲ့ crop ကိုမရှင်နိုင်ခဲ့တဲ့အဓိကအကြောင်းရင်းတစ်ခုပါပေါ့နော်ဆိုပထမဆုံးဒီစောစောစီးစီးရသွားတဲ့3မိနစ်ကိုကတောင်းကမော်နေလာတယ်ဒါဘာမှညင်ပွားစရာမရှိဘူးကောင်းကောင်းဒီ set pick ကနေပြီးတော့ Brighton ကအသာစီးယူနိုင်ခဲ့တယ်ပေါ့နော်ဒါပေမဲ့အဲ့3မိနစ်ပြီးရင်နောက်မှာ Chelsea ဘက်ကလုံးဝဒီ Brighton ဘက်ကိုဖိအားပေးဖို့အတွက်သူတို့မှာအားရင်မရှိဘူးလို့ကျွန်တော်မြင်ရတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်သူတို့အနေနဲ့ဒီလီယန်ရိုဆန်ညာရဲ့ကစားပုံသူလုံးဝလိုက်မကစားနိုင်တာပဲပြောရမလားဒီနီးပြနီးစနစ်တွေပေါ်မှာကြီးညက်တာပဲပြောရမလားလုံးဝစောက်တီးရမြတ်နောက်ဆုံးပွဲတွေမှာဆိုလို့ရှိရင်နောက်ဆုံး last match မှာ6ပွဲရှုံးထားတယ်ပေါ့နော်နောက်ဆုံးဒီ9ပွဲမှာ6ပွဲရှုံးပြီးတပွဲပဲနိုင်ထားတယ်လီယန်ရိုဆင်ညာရဲ့ကစားကွက်ပေါ့နော်ဒါကိုချက်စီးသားသမားတွေလုံးဝခုချိန်ဒီကိုဘာမှမလုပ်နိုင်ခဲ့ဘူးအဲ့လိုပဲပထမပိုင်းကို Brighton ကပဲ high pressing နဲ့ဖိကစားခဲ့တယ်လုံးဝဒီ Chelsea ဘက်က shot on target 0ကျွန်တော်ကြည့်နေတဲ့အချိန်မှာကျွန်တော်တို့အံ့ဩမိတယ်ပေါ့နော်ပထမပိုင်းပြီးသွားတဲ့အချိန်မှာ shot on target 0ဆိုတဲ့အရာ Chelsea သမိုင်းမှာလုံးဝဘယ်တော့မှမမြင်ရတော့ဘူးလို့လောက်အောင်ကိုကြာညောင်းခဲ့ပြီပေါ့နော်ရှိရင်လည်းရှိခဲ့မယ်ဒါပေမဲ့ shot on target 0ဆိုတဲ့ရလက်ကတော်တော်ကြောက်စရာကောင်းတယ်ပေါ့နော်တပွဲလုံးနေထားရလုံးဝ shot on target 0 big chance 0လုံးဝမရှိခဲ့ဘူးဒီမှာဆိုလို့ရှိရင်ကျွန်တော်နေညကဒီပထမပိုင်း1စီးနဲ့ပြီးသွားတဲ့အချိန် okay ပထမပိုင်းပြီးသွားလို့ရှိရင်တော့သူတို့ပြန်လာနိုင်ပါတယ်ပေါ့နော်သူတို့ Chelsea နေနဲ့ technical chain တွေပြန်လာတယ်ဟုတ်ဘူးဗျာဘာဖြစ်လဲဆိုဒီ second အစမှာဒါက present Brighton က press ဆိုတော့လုံးဝ Chelsea မခံနိုင်အဲ့ဒီမှာပဲ Chelsea ကဒီ technical chain ချို့တော့လောက်ပါတယ်သူလောက်တာကဘာလဲဆိုတော့
ပထမပိုင်းတော့လည်းကူကူရလာနောက်တန်းကိုပဲမကူတော့ပဲနဲ့နောက်တန်းလုံးဝ3ယောက်ပေါ့နော်ဒီ Fofana Chaleba ဟို3ယောက်ပဲထိုင်ထားပြီးတော့ဒီကူကူရလာကိုခန္ဓာချုံနဲ့တွဲဆော့စကန်ဟမှာခန္ဓာချုံဝင်လာတယ်ကူကူရလာနဲ့ခန္ဓာချုံနဲ့ကိုတွဲပြီးဆော့ဖို့အတွက်လုံးဝ inside forward ကိုကူကူရလာကိုရှေ့တန်းကိုပဲထားထားတယ် midfield ကိုမစင် D-Lab Enzo Fernandez ပြီးတော့ဒီ Alexandro Garnacho ပေါ့နော်သူတို့3ယောက်အတွက်ဆော့ဖို့အတွက်ကူကူရလာရှေ့တန်းတက်ပြီး inside forward ဆော့ပြီးအဲ့ဒီမှာပဲအဲ့ဒီ choice ဆက်တဲ့အတွက်ကြောင့်မလို့ဒီမှာ Brighton ဘက်ကသူတို့တက်လာခဲ့တဲ့ high pressing ကိုသူတို့နောက်က Fofana နဲ့ချလို့ပါလုံးဝမလိုက်နိုင်ဘူးပေါ့နော်အဲ့မှာ Castro ကလည်းလုံးဝဒီနေ့ခြေတွေရမ်းကျနေတယ် Hato ဆိုလို့ရှိရင်ဘာမှသုံးလို့မရအဲ့ဒီမှာပဲဒီ high pressing တွေကိုမခံနိုင်တဲ့အတွက်ကြောင့်မလို့ဒီပြောရမယ်ဆိုတော့နောက်55မိနစ်မှာပဲကောင်တာတက်ကနေပြီးတော့နော်ကိုရသွားတယ်ပေါ့နော်ရန်ကောင်းနေပြီကောင်တာတက်ကိုကကျွန်တော်တို့ငငယ်တဲ့ရက်တွေတုန်းကဟောပေါ့နော်ဒီManchester United အမ်ဘူမိုနဲ့ Sheshko နဲ့တွဲလုံးလို့ပဲတီးသွားလည်းရန်ကောင်းတယ်ဒီ run ကလည်းလုံးဝဒါရဲ့ run ကလုံးဝလက်ပြောကြမရှိဘူးရန်မိုက်တယ် finishing နဲ့တည်တဲ့ Sanchez ဘာမှမလုပ်နိုင်ဘူးဆိုတော့အဲ့ဒီမှာအဓိက Brighton ဘက်ကအဓိက point ကစားသမားမီတိုမာအနေနဲ့ချက်စီရဲ့နောက်တန်းတွေလုံးဝဖေးဝဲပြအောင်လုပ်တာပေါ့နော်ဒီမီတိုမာကhigh pressing မှာအရင်ရေးပါတဲ့တရားဖြစ်တယ်ဒီမနေ့ကပွဲမှာဆိုလို့ရှိရင်လည်း captain ပြီးရင်ပထမကိုသုံးသားကိုက်တယ်လို့ပြီးလို့ရှိရင်သူက rating အများဆုံးပဲဒါအောင်ကြည့်ခြင်းအပြင်မီတိုမာရဲ့ impact ကဘယ်လောက်ရှိရဆိုတော့တွေ့ရတယ်ပေါ့နော်55မိနစ်မှာကောင်တာတက်ကနေကိုရတဲ့အရန်ကောင်းတယ်ကိုအရန်ကို impressive ပဲဟုတ်တယ်ကိုကအရန်ကိုကောင်းခဲ့တယ်ပြီးတော့နောက်ထပ်တစ်ခုပြောကြရပရိသတ် PR ပေါ့နော် Brighton ကွင်းမှာရှိပရိသတ် PR အရန်ကြောက်စရာကောင်းလုံးဝ intensity အပြည့်သူတို့ဒီ Chelsea ကိုအနိုင်ယူပြီးတော့ Champions League ဝင်ဖို့အတွက်သူတို့စိန်ခေါ်မယ်ဆိုတော့chance တွေ order အရန်ကြောက်စရာကောင်းတဲ့ PR ကို Chelsea လုံးဝမရှင်းနိုင်ခဲ့ဘူးပြီးတော့ဟိုဘက်ကပေါ့နော် Chelsea ဘက်က Neto ပေါ့နော် Neto ကဒီတကွင်းလုံးနေနဲ့သူဒီပွဲမှာတကွင်းလုံးနေနဲ့သူပတ်ဆော့ခဲ့တယ်ဒီညာဘေဂျန်တစ်ချမ်းလုံးသူလုံးဝလဲနောက်ရောရှေ့ရောအကုန်ဆင်းခဲ့တယ်ဒါပေမဲ့လည်းလုံးဝဟိုဘက်က Icado လူကိုလုံးဝမကြော်နိုင်ဘူးKaido လူကိုလုံးဝမကြော်နိုင်ဘူး sorry so အဲ့မှာ64မိနစ်ရောက်တဲ့အခါမှာထပ်ပြီးတော့ပေါ့နော်ဒီလူဘောပေါ့နော်လုံးဝရခဲ့တယ်လုံးကိုပေးရမလို့ဖြစ်ခဲ့တာဒီ Sanchez save သွားတယ်ပေါ့နော် Sanchez save သွားတယ်ဒီလုံးတာပေးရလို့ရှိရင်နောက်တော့ Chelsea က4-0 5-0ဖြစ်သွားတယ်အနေထားရှိရပေါ့နော်ပထမပိုင်းမှာလည်းတလုံးအဲ့လိုမျိုးဒီဆုံးသက်နည်းနည်းလေးလွှဲချော်သွားတဲ့အတွက်မဟုတ်လို့ရှိရင်ဒါတော်တော်ကြောက်စရာကောင်းတဲ့ကိုပြက်ပွဲဖြစ်သွားနိုင်တယ်ပေါ့နော်အဲ့မှာ Chelsea မှာသူက defense အဓိက defense ကပေါ့နော် Brighton ဘက်ကလာတဲ့ high ball တွေအကုန်လုံးကို Chelsea က second ball လုံးဝမကောင်းနိုင်ဘူးအဲ့ဒါဒီပွဲရှုံးကအဓိကချက်ပဲပေါ့နော် second ball လုံးဝမကောင်းနိုင်ဘူး pressing ကိုလုံးဝထိမထားနိုင်ဘူးနောက်တန်းနေဘလောက်ကောင်းတိုင်းချပြီးရှေ့မှာရှိရဲ့လာဗီယာနဲ့ဂိုင်စီတို့ကလုံးဝအတွဲမညီခဲ့တဲ့ပွဲမနေ့ကတွေ့ခဲ့တယ်ပေါ့နော်ဒါကြောင့်လည်း Chelsea ကကန်ကောင်းလို့ဒါ 4-5 ဖြစ်ခဲ့လို့ပြောအောင်ဒီပွဲကကျွန်တော်ကြည့်ဘူးသမျှ Chelsea ပွဲတွေမှာစုပ်ပြတ်ဆုံးပွဲလို့ဒါကျွန်တော်ပြောလို့ရတယ်ပေါ့နော်ဒါကကျွန်တော်ရဲ့မြင်သက်ပါအားလုံးလည်းကွဲလွဲနိုင်ပါလိမ့်မယ်ပြီးတော့ဘယ်လောက်ထိဆိုးလဲဆို second ball မရတာလက်ပစ်ဘောကနေ Chelsea မှာရတဲ့လက်ပစ်ဘောကတော့ second ball မကောက်နိုင်တဲ့အနေအထားဖြစ်သွားတယ်ဒါကတော်တော်ဝမ်းနည်းစရာကောင်းတဲ့အကြောင်းအရာတစ်ခုပဲပေါ့နော်အဲ့ဒီမှာပဲနောက်ဆုံးမိနစ်ရောက်ခါနီးချိန်မှာပဲ Danny Welbeck ပေါ့နော်ဒီ Danny Welbeck လှပတဲ့ကိုသမားကနေကန်တင်ပေးလိုက်တာကောင်းလိုက်တဲ့ကန်တင်ဘောပဲဗျာအရင်မိုက်တယ်ကိုသမားနေတောင်းမှန်းနေအသာလေး Welbeck ကဒီ6ပေစီထဲမှာလုံးဝလှပပဲပိတ်ပြီးတွင်းသွားတာစမ်းချက်ပါမှမတတ်နိုင်ဘူးဆိုဒီနေ့တော့တက်ပြီးသွားတဲ့ပွဲမှာ Chelsea ရဲ့အဓိကအကြောင်းရင်းတွေကတော့ pressure ရမ်းပြီးနေတယ်ပြီးတော့ Brighton ရဲ့ pressing လုံးဝမခံနိုင်ခဲ့ဘူးဒါ conclusion နဲ့ပြောရမယ်ဆိုရင် defense ရဲ့ second ball တွေကောက်မဲ့သူမရှိဘူးပြီးတော့ Lavia လိုကစားသမားမျိုးဟာကိုက်စီရိုနဲ့တွဲဆော့ဖို့ဒီ leg လိုကစားသမားမျိုးဟာလည်းဒီ Chelsea ရဲ့ရှေ့တန်းမှာလုံးဝ
impressive ဖြစ်စောင့်နိုင်မှုဆိုတာမဖြစ်နိုင်တဲ့ခြေစွမ်းမျိုးဖြစ်နေတယ်ဒီ level လိုကစားသမားမျိုးကအရန်ပြောမှာပေါက်ကွဲအားပြင်းထန်တဲ့လောက်သူရဲ့အရေးချင်းအလုံးဝအဆင်ပြေမနေဘူးပေါ့နော် so ဒီနေ့ပွဲတော့ကတော့ Chelsea ရဲ့အမှားတွေတလောက်ပါပဲဒါ Chelsea ပြည်သက်တွေရောဘယ်လိုမြင်ရှိကြလဲဆွေးနွေးပေးသွားကြပါအောင်ကျွန်တော် S9 Sport Channel ကိုကြည့်ရှုပေးကြတဲ့ပြည်သက်တွေရောကျေးဇူးအများကြီးတင်ပါတယ်အားလုံးဒီကောင်းချမ်းပါကြပါစေ S9